Hello မိတ်ဆွေတို့ရေအားလုံးပဲမင်္ဂလာပါကျမကိုဒီ channel ကနေတစ်ဆင့်အမြဲတမ်းစောင့်ကြည့်ပေးတယ်သိနေတယ်ဆိုတဲ့မိတ်ဆွေတွေကတော့ကျမကဒီအင်္ဂလိပ်စာသင်ကြားပေးတဲ့ဆရာမတယောက်ဖြစ်တယ်ဆိုတာကိုသိပြီးသားပေါ့နော်ဒါမှမဟုတ်လို့ဒီဗီဒီယိုနဲ့မှပဲကျမရဲ့ channel ကိုဒါမှမဟုတ်လည်းကျမရဲ့ဗီဒီယိုတွေကိုသိတဲ့မိတ်ဆွေအသစ်တွေကိုလည်းကျမမိတ်ဆက်ပေးပါရစေကိုမိတ်ဆက်ပေးရစီပေါ့နော်ကျမတော့မေဖြစ်ဖြိုးသူပါကျမကဒီ International English Test တွေနဲ့ပတ်သက်ပြီးတော့အဓိကအဖြစ် IELTS 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 နောက်တစ်ခါ FCE CAE Duolingo TOEIC အစရှိသဖြင့်ပေါ့နော်ဒီနိုင်ငံတကာအရေးချင်းစစ်စာမေးပွဲတွေ self-pip လိုမျိုးဒီ PR လျှောက်ဖို့အတွက်ကိုဖြေရတဲ့ exam တွေအတွက်ကိုစနစ်တကျလေ့ကျင့်သင်ကြားပေးနေတဲ့ professional English language teacher တယောက်ဖြစ်ပါတယ်ကျမဒီ playlist ကိုလုပ်ဖြစ်တဲ့အကြောင်းရင်းကတော့အဓိကတော့ကျမသားကြောင့်ပါကျမသားလေးကကျမတို့အိမ်မှာလည်းမြန်မာလူပဲပြောကြတယ်စာတွေကိုလည်းမြန်မာစာကိုလည်းအိမ်ကလူတွေကမြန်မာစာအုပ်တွေလည်းရှိတယ်မြန်မာလူလည်းဖတ်နေကြပေမဲ့ဒါကမြန်မာလူဖတ်ဖို့ဆိုရင် तू ကမရဲဘူးအင်္ဂလိပ်စာအုပ်တို့ကိုဆို तू ကောက်ကင်ဖို့ तू စိတ်ဝင်စားပေမဲ့မြန်မာလူဖတ်ဖို့ကြလို့ရှိရင် तू ကြောက်နေတယ်မဖတ်တတ်ဘူးထင်နေတဲ့နေရာလေးတွေအများကြီးရှိတာကိုကျမစိတ်မကောင်းစွာနဲ့ပဲကျမတွေ့ရတယ်ပေါ့နော်အဲ့တော့အလားတူပဲကျမစာသင်နေတဲ့နိုင်ငံရဲ့ခြားကိုဒီနေ့ခေတ်အခြေအနေရပြောင်းရွှေ့သွားကြရတဲ့ဒီမြန်မာမိသားစုတွေမှာလည်းဒီလိုမျိုးသူတို့ရဲ့သားသမီးတွေမောင်တွေညီမတွေနောက်တစ်ခါဒီတူတွေတူမတွေမှာလည်းဒီလိုလေးပြဿနာရှိရတယ်ဆိုတာလေးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ကျမကအဓိကဒီ playlist ကိုလုပ်တာကျမကအင်္ဂလိပ်စာဆရာမတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာစာသင်ကြားမှုပိုင်းနဲ့ပတ်သက်ပြီးတော့လိုအပ်ချက်တွေအများကြီးရှိနေမှာပါဒါကြောင့်မိတ်ဆွေတို့ကဒီဗီဒီယိုကိုကြည့်တဲ့အခါမှာမြန်မာစာဆရာမတွေဖြစ်လဲကျမကိုဒါစေတနာရှိထားပြီးတော့မှားနေတဲ့ဟာလေးတွေရှိရင်လည်းထောက်ပြပြင်ဆင်ပေးဖို့ဒီပထမဦးဆုံး intro ဗီဒီယိုမှာပဲကျမမေတ္တာရက်ခံပါတယ်မြန်မာစာဆရာမမဟုတ်ပေမဲ့လည်းမြန်မာစာကိုချစ်တယ်စိတ်ဝင်စားတယ်စလုံးပေါင်းမှားနေတာတွေရှိတယ်မြင်တယ်ဒီလိုမျိုးအသုံးနှုန်းမဟုတ်ဘူးဆိုတာမျိုးလေးကိုပြောပြီးမယ်ဆိုလဲကျမရန်ဝမ်းသာအရာနဲ့လက်ခံကြိုးစားမှာဖြစ်ပါတယ်ရှင်အဓိကတော့ကျမသားကိုစာဖတ်စီချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမအိမ်မှာသားကိုစာပြန်မသင်ပြီးဖြစ်ပါဘူးအင်္ဂလိပ်စာပဲဖြစ်ဖြစ်မြန်မာစာပဲဖြစ်ဖြစ်တခြားဟာတွေပဲဖြစ်ဖြစ်ကျမသားအတွက်ကိုအများကြီးသင်ပေးဖို့အချိန်မရှိဘူးပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ်တန်းနေတဲ့ကိုလိပ်ပတ်မနေဘူးဖြစ်နေတာပေါ့နော်အဲ့တော့ကျမအားတဲ့အချိန်လေးတခါတလေသူကြောင်းသွားနေတော့လဲကျမအားတဲ့အချိန်လေးတွေမှာကျမအသက်သွင်းထားတာလေးတွေရှိပါတယ်သားအတွက်ကိုပဲရည်ရွယ်ပြီးတော့ပထမတော့လုပ်ခဲ့ပေမဲ့ဒီလိုလေးတွေလုပ်တာကိုကျမရဲ့မိတ်ဆွေတွေစီကိုလည်းပို့ကြည့်တဲ့အခါမှာသူတို့ကလည်းအဆင်ပြေတယ်သူတို့ကလေးတွေကလည်းဒီလိုမျိုးဆိုရင်ပို့ပြီးတော့စိတ်ဝင်စားနဲ့စာပို့ကြည့်လာတယ်စာဖတ်လာတယ်ဆိုတော့မှတ်ချက်လေးတွေရတယ်ပေါ့နော်ဒါနဲ့ပဲကျမမှန်တော့ဒီ channel မှာတင်ရတာကျမနည်းနည်းအားနာမိပါတယ်ကျမ IELTS တွေ exam တွေအတွက်ကိုသီးသန့်လုပ်ထားတဲ့ channel မှာမှအသားအတွက်ကိုဒါလေးကိုလာပြီးတော့ playlist တစ်ခုလာပြီးတော့လုပ်ခဲ့ရတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒါပေမဲ့မိတ်ဆွေတို့မှာလည်းဒီလိုပြဿနာလေးတွေရှိနေတဲ့မြန်မာစာမဖတ်ချင်တဲ့ကလေးလေးတွေရှိတယ်ဆိုရင်ဒီဗီဒီယိုကိုလွတ်လွတ်လပ်လပ် sharing လုပ်နိုင်ပါတယ်လိုအပ်တာလေးတွေရှိရင်လည်းထုံးစံတိုင်းပဲကျမကို comment မှာစာလေးတွေချိန်ခဲ့ပေးပါအောင်เนาะဒီဗီဒီယိုမှာတချို့ပိုင်းလေးတွေကိုကတော့ကျမရဲ့ဒီနိုင်ငံသားမိတ်ဆွေတွေနဲ့ပတ်သက်ပြီးတော့လည်းသူတို့စာမေးတဲ့ပိုင်းလေးတွေရှိတဲ့ဟာအတွက်ကိုလည်းကျမထည့်ပြီးတော့တချို့ဟာလေးတွေမှာတော့အသစ်ထည့်ရိုက်ထားတာလေးရှိပါတယ်သို့တော့ဗီဒီယို file အများစုကတော့သားအတွက်ကိုပဲရည်ရွယ်ပြီးတော့ရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လိုအပ်ချက်လေးတွေရှိနေလို့ရှင်လည်းခွင့်လွှတ်ပေးကြပါပေါ့နော်ပြီးတော့လိုတာလေးတွေရှိရင်လည်းဝိုင်းပြီးတော့ခုဖြည့်ပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေဆက်ပြီးတော့တင်သွားပါမယ်ရှင်ကျေးဇူးပါဒီဗီဒီယိုကိုကြည့်ဖို့လိုအပ်နေတယ်လို့ထင်တဲ့ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းပေါင်းသင်းတွေလည်း sharing လုပ်ပေးပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်